မင်္ဂလာပါ For Balance ကနေကြိုဆိုလိုက်ပါတယ်ပြင်သစ်နဲ့ဆွီဒင်တင်းတို့ရဲ့ကမ္ဘာဖလား32တင်းအဆင့်ပွဲစဉ်ကတော့9ရလက်အတာခြေရလက်အတာနဲ့ပြင်သစ်က3ဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိသွားပြီဆိုတော့ဒီပွဲစဉ်အကြောင်းထက်ကီလီယန်အမ်ဘာပေရဲ့ဂိုးတွေအကြောင်းပြောရမှာပိုရောင်းအဆင်ပြေအောင်မယ်ဆိုတော့ထားပါတော့ဒီပွဲက3နေ့ဆိုပေမဲ့ပွဲထဲမှာပြင်သစ်က4ဂိုးသွင်းသွားလဲအန်အောစရာမရှိဘူး5ဂိုး6ဂိုးသွင်းသွားလဲအန်အောစရာမရှိဘူးဒီနေ့ပြင်သစ်ကစားသွားတဲ့ခြေစွမ်းသူတို့ရဲ့ကန်ချက်တွေတိုင်ထိသွားတဲ့ဂိုးတွေအများကြီးပဲ1 vs 1မှာမကိုးတာတွေအဆုံးသက်မတိကြလို့လွဲသွားတဲ့အလုံးတွေတော့အများကြီးရှိသေးတယ်ဒါပါတော့ဆွီဒင်ရဲ့မှာကြောမှုဆွီဒင်ရဲ့ခံစစ်ကစားပုံကပြင်သစ်ကိုရင်ဆိုင်ဖို့ဘလို့မှမလုံလောက်ခဲ့ဘူးမိုက်ကယ်အိုလီစီကအချိန်တိုင်းမှာဒီဆွီဒင်ရဲ့ခံစစ်ကြောင်းရဲ့အရှိအလဲတက်မှာနေရာလွတ်မှာဘောလုံးနဲ့တူရောဘောလုံးမပါဘဲနဲ့ရောအမြဲတမ်းဒီပါရှိနေတယ်အော်လီစီကိုဒီလိုစုံမျိုးမှာဘောလုံးနဲ့တူလွတ်ကျွတ်မာကင်မရှိဘဲနဲ့အချိန်ရောစပီရောအလုံးလောက်ပေးထားတာကကိုတေရင်ကိုတူတာပဲဒါပေမဲ့ဆွေဒင်ကိုလည်းအများကြီးပြပြောလို့မရဘူးသူတို့မှာဒီကြည့်ရမယ့် player တွေကများတော့ကြည့်တယ်ဒီဘက်မှာဆိုဒါဒမ်ဘလီဆိုရင်အများကြီးတော့ပုံစံကောင်းမပြသွားနိုင်ခဲ့ဘူးကီလီယန်အမ်ဘာပေနဲ့အော်လီစီရဲ့အဓိကရှိုးလို့တော့ပြောလို့ရတယ်ဒါပေမဲ့လို့ဘယ်လိုပဲပြောဆွေဒင်ရဲ့လုံနိုင်စွမ်းထက်အများကြီးကြော်လွန်နေတယ်ပြင်သစ်ကလက်နက်တွေကဆွေဒင်မှာလည်းဆွေဒင်ကိုလည်းအများကြီးဘာမှသွားပြောလို့မရအောင်ဆိုအနေဒါဆွေဒင်ရဲ့ဒီပွဲအဓိကလက်နက်ကတော့ရှင်းနေသူတို့ကဒီပြင်သစ်နောက်တန်းရဲ့နောက်ကစပေ့တွေကိုယောဂရက်အေးဆက်နဲ့ဒီအီလန်ကာတို့ရဲ့တိုးအားတွေပြေးအားတွေနဲ့ထိုးနှက်ဖို့ဒီလိုထိုးနှက်ဖို့ဆိုရင်ပြင်သစ်စီကဘောလုံးကိုရအောင်လူယူသွားနိုင်ရမယ်အဲ့ဒီအနေမှာ counter transition quick transition သွားမှာဒီလိုပုံစံမျိုးကိုဒီ OT လာလို့ခံစားရတယ်ဒါပေမဲ့လို့ဒီလိုလုပ်နိုင်ဖို့အတွက်အရင်ဆုံးပြင်သစ်ရဲ့ခြေထောက်တွေကဘောလုံးကိုလူယူအောင်မယ်ဒီအပိုင်းကပြောရရင်တော်တော်လေးကိုခက်ခဲတဲ့အပိုင်းလည်းဖြစ်တယ်ပြင်သစ်ရဲ့ superstar တွေကြားတွေကဘောလုံးကိုလွယ်လွယ်ကူကူရဖို့ဆိုတာက form မဖြစ်ဘဲနဲ့ဘောလုံးကဒီပြင်သစ်ခြေတွေကိုပြန်မြောက်သွားဘဲနဲ့ရဖို့ဆိုတာအရန်ရအောင်ခက်ခဲတယ်ဆိုတော့ပွဲကတော့ပြက်ပြက်သားသားပဲချိန်တိုင်းမိနစ်တိုင်းမှာပြင်သစ်ကပဲဦးဆောင်ပါတယ်ဒီဆွီဒင်အကောင်းဆုံးခွင့်ရေးဆိုရင်ဒီမိနစ်88မိနစ်လောက်မှာ Yogres ကန်ဝင်ရတဲ့အလုံးဒီတလုံးလောက်ပဲပြောစရာရှိတယ်နောက်အီလန်ကကန်လိုက်တဲ့အလုံးတစ်လုံးဒါလည်းအရန်ကြီးတော့ဒိန်းကြမဖြစ်ဘူးဆိုတော့ထားပါတော့ဒီအလုံးတစ်လုံးလောက်နှလုံးလောက်ပဲပြောစရာရှိတယ်ပြင်သစ်ကအချိန်တိုင်းမှာအဖက်ဘက်ကအသာစီးယူသွားတယ်ဆိုကီလီယန်အမ်ဘာပေကဒီပွဲမှာ2ဂိုးရသွားပြီကီလီယန်အမ်ဘာပေ2ဂိုးရသွားပြီဆိုတော့စုစုပေါင်းကီလီယန်အမ်ဘာပေက6ဂိုးလီယိုနယ်မက်ဆီ6ဂိုးနောက်အာလင်ဟာလန်5ဂိုးဒီကစားမှာ3ယောက်ထဲကဘယ်သူကများဒီနေ့ကမ္ဘာဖလားရဲ့ရွှေပနက်ဆုကိုယူသွားနိုင်မလဲဆိုတာလည်းနည်းနည်းစိတ်ဝင်စားဖို့ကောင်းပြီပြင်သစ်ကအခုပါရာဂွေးနဲ့ကန်ရမယ်ပါရာဂွေးရောလက်ရှိပြင်သစ်ရဲ့တိုက်စစ်ပြင်သစ်ရဲ့ဖောင်ကိုတားဆီးနိုင်မလားကျွန်တော်တော့မတင်ဘူးတကယ်လို့ပြင်သစ်က16နှစ်ဆင်မှာပါရာဂွေးကိုနိုင်ပြီးသွားပြီဆိုရင်ကွာတာဖိုင်နယ်မှာကနေဒါမော်ရိုကိုရက်ဒိုတွေကနိုင်တဲ့တင်နဲ့ကန်ရမယ်ဆိုတော့မော်ရိုကိုတက်လာပို့တော့များတယ်မော်ရိုကိုဖြစ်စေကနေဒါဖြစ်စေဒီပါရာဂွေးကိုကြော်ဖြတ်ပြီးတော့တက်လာမယ်ပြင်သစ်ကိုတားဆီးနိုင်မယ်ထင်လားမလွယ်သေးဘူးလို့ကျွန်တော်တို့ခံစားရတယ်ဆိုတော့ပြင်သစ်ကဆီမီဖိုင်နယ်မှာဆိုရင်လည်းဒီတစ်ဖက်ကပေါ်တူဂယ်စပိန်တို့အုပ်စုဒီအသင်းတွေကတသင်းနဲ့ဆုံးဖို့များတယ်အဲ့ဒီအသင်းတွေထဲမှာဆိုရင်လက်ရှိမှာဆိုရင်စပိန်နဲ့ပေါ်တူဂယ်ကတော့အသင်းကြီးနေနေရှိတယ်နောက်ခရိုအေးရှားရှိတယ်ဒီ၃သင်းတွေကတသင်းတက်လာနိုင်မယ်လို့တော့ခံစားရတယ်ဆိုတော့ဒီအသင်း၃သင်းတွေကတသင်းဆိုရင်ရောအဲ့ဒီထဲကအားကောင်းဆုံးလို့ပြောလို့ရတယ်စပိန်ဆိုရင်ရောလက်ရှိပြင်သစ်ကိုတားနိုင်မယ်လို့ထင်လားကျွန်တော်တော့မထင်ဘူးပြင်သစ်ကဒီပုံစံတိုင်းဆိုတော့ final လမ်းကြောင်းထိကိုဖြောင်းဖြောင်းဖြူဖြူမဟုတ်ဘူးဆိုရင်တော့မှ final လောက်ထိကိုရောက်ဖို့ကတော့အရန်အားကောင်းနေပြီလို့ပြောလို့ရတယ်ဆိုတော့လီယိုနယ်မက်ဆီတစ်ဖက်ကလီယိုနယ်မက်ဆီရဲ့အာဂျင်တီနာကလည်းပြင်သစ်နဲ့သာမတွေ့ဘူးဆိုရင်သူတို့လည်းကမ္ဘာဖလားရဲ့ final ကိုရောက်လာနိုင်တဲ့ဟိုဘက်လမ်းကြောင်းမှာရှိတယ်ဆိုတော့လီယိုနယ်မက်ဆီနဲ့ကီလီယန်အမ်ဘာပေအလင်းဟာလည်းနော်ဝေးကတော့ဘရာဇီးကိုကြော်ဖြတ်အောင်မယ်ဘရာဇီးကိုကြော်ဖြတ်ပြီးသွားရင်ကြော်ဖြတ်နိုင်ရင်နောက်အင်္ဂလန်ကိုကြော်ဖြတ်ရနိုင်ကြီးများတယ်ဆိုတော့အာလင်ဟာလန်ကကီလီယန်အမ်ဘာပေလီယိုနယ်မက်ဆီတို့လောက်တော့ရွှေဖနက်ဆုကိုရရှိဖို့အခွင့်အရေးကြီးကြီးမားမားမရှိဘူးနော်ဝေးကဒီကမ္ဘာဖလားမှာခြေစွမ်းတွေကောင်းနေပေမဲ့ဟာလန်အတွက်တော့ဒီပွဲတွေအများကြီးစက္ကန့်ပဲလို့တော့ကျွန်တော်တို့မခံစားရဘူးဆိုတော့ကီလီယန်အမ်ဘာပေနဲ့လီယိုနယ်မက်ဆီတို့တွေကဘေကစားသမားကရွှေဖနက်ဆုကိုယူသွားမလဲဆိုတော့လည်းစိတ်ဝင်စားဖို့ကောင်းနေဒီပွဲမှာပြင်သစ်ခြေစွမ်းပြသွားတဲ့ပွဲအကြောင်းကတော့အများကြီးပြောမနေတော့ဘူးပြင်သစ်ကဘတ်ပေါင်းဆောင်ကောင်းနေနေရာပေါင်းဆောင်ကောင်းနေအချိန်တိုင်းကောင်းနေလက်နက်တိုင်းကောင်းနေသူတို့လုံးသမျှအကုန်ဖြစ်တယ်လို့ပဲပြောရတော့မယ်ဒီကိုရလက်ကပြောရရင်3 နေ့ဆိုတာနဲတောင်နေတည်ဒီပွဲအနည်းဆုံး5ဂိုးလောက်တောင်မှပြင်သစ်ရခဲ့တင်တာညာဝိုင်းလည်းအံ့ဩစရာမရှိဘူး6ဂိုးလောက်ပြတ်သွားရင်လည်းအံ့ဩစရာမရှိဘူးစီရီဟာတပွဲလုံးပြင်သစ်ကိုဘယ်နာမှဘာမှမရှင်းနိုင်ခဲ့တာစိတ်မကောင်းစရာဆိုပေမဲ့ဒီလိုပဲပြောရမှာပဲ
ဆိုတော့ဒါကတော့ပြင်သစ်ဆွီဒင်ပွဲပြီးအမြင်လေးဖြစ်ပါတယ်ကျေးဇူးပေးခဲ့ကြညီကိုအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်